အမရေမြင်းအိတ်ဖောင်းတာမျက်လုံးမဲတာအတွက်ကို ordinary ရဲ့ဗာလဲ caffeine solution မရသေးဘူးလားဆိုတာရောက်သွားပါပြီ caffeine solution ကကျမကတော့ဒီဥစ္စာကို test မလုပ်ပြရဘူးဘာလဲဆိုတော့ကျတော့ customer ရဲ့ order ဖြစ်နေတယ်ဒါ time က customer ကိုပို့ရမှာဖြစ်တယ်ကြောင့်မလို့ဒီဥစ္စာကို test လုပ်မပြဘူးအဲ့တော့နေကမသုံးဘူးပဲနဲ့ဘလို့ကောင်းလဲသိတယ်ဆိုတော့ကျမကမသိဘူး customer ကသိတယ် customer တောင်းလျှောက်ကို caffeine solution ဆိုပြီးတော့လာမှားနေတာအမှကြည့်လိုက်သူကဒီမျက်အိတ်ဖောင်းတာတွေမျက်လုံးမဲတာတွေပေါ့နော်ပြီးတော့ဒီဟာတွေမှာဒီဖောင်းဖြစ်နေတဲ့ဟာတွေကိုတော်တော်လေးကိုသိတာပျောက်တယ်ဆိုပြီးတော့ပြောဟာရဲ့ US import ပါ Korea import မဟုတ်ဘူးဒါ US ကျမရှိမှာ ordinary အကုန်လုံးက US ပဲရတယ်ဂျပန်ပစ္စည်းတွေဆိုဂျပန် import ပဲဗမာပြည်မှာရမယ်ထိုင်းမှာတော့ဂျပန်မရဘူးထိုင်းပဲရမယ်เนาะဥပမာကွာsuper key တို့ fino တို့လိုမျိုးဟာမျိုးတွေပြီးတော့ anasa လိုဟာမျိုးတွေဆိုရင်ထိုင်းမှာထိုင်းမရမယ်ဂျပန်ဗမာပြည်မှာဂျပန် import အစ်ဂျပန်လာတာရမယ်ကိုနေတဲ့နေရာမှာမူတည်ရပါတော့အခုဆိုရင်ထိုင်းမှာကဒီ ordinary US တွေအကုန်လုံးအသေးတယ်လာပြီးရမနေ့ကဆိုရင်ဗီဒီယိုတစ်ပုတ်တင်လိုက်တယ်ပါသမျှအကုန်လုံးကုတ်ပြီးမရှိတော့ဘူးဂျိုင်းတောင်ပဲရတော့မယ်ဒီဟာကတော့ထပ်ပြီးတော့လာအောင်မှာပြည့်ကြဖို့ထိုင်းရလူတွေရမယ်မာပြည်ရလူတွေရမယ်မာပြည်ရလူတွေရေဒီကောင်ကမျက်အိတ်ဖောင်းတဲ့ဟာအတွက်ပါအဲ့တော့ဒီမှာကိုယ့်ဘာတကူကြည့်ပါကြည့်ပြီးတော့မှားလို့ရပါရဲ့ message မှာမှာပါဗမာပြည်ရလူတွေအူးဆုံးရမယ်ထိုင်းရလူတွေကနည်းနည်းတစ်ချမ်းပြီးလာကုန်လောက်မှာပဲရရမယ်ဒါဒီတပူကလာ customer ဟာသူမှာပြီးသားဖြစ်နေလို့เนาะအမမစမ်းပြတာကသူများဟာဖြစ်နေတယ်အစ်ကြီးပြီးတော့အမကမျက်အိတ်လည်းမဖောင်းမျက်လုံးလည်းမမဲဘူးဆိုတော့အမမစမ်းပြရဘူးအထက်မှာ7လို့အရေးလေးပဲဘယ်စစ်မှာတော့မှာလဲ7အစစ်မှာတော့မှာပါမျက်နှာ7လေးပြီးမျက်လုံးကိုရလေးလေးလိုက်ရင်ရောက်ပါပြီဒီလောက်ပါပဲအရန်တိတာမြန်ပါတယ်ကောင်းပါတယ်အစစ်အရန်ပြည့်ပါတယ်ဆိုတော့ time ကလူတွေကတော့ခဏလေးစောင့်ပေးလို့ချင်လို့ရှိရင်အမကို message မှာလိပ်စာဖုန်းနံပါတ်ပေးထားငွေကြိုလွှဲရင်လည်းလွှဲထားမလွှဲထားရင်လည်းအမပစ္စည်းရောက်ပြီဆိုရင်လွှဲလို့ရတယ်ထိုင်းမှာအိမ်ရောက်ငွေချေမရဘူးရန်ကုန်အိမ်ရောက်ငွေချေရတယ်အမတပြည်လုံးအိမ်ရောက်ငွေချေရိုင်ရောက်တဲ့နေရာအကုန်လုံးရမယ်ဈေးနှုန်းမပြောရမဟုတ်ဘူးမမှတ်မိတော့လို့ကိုယ့်အနေကို message မှာလာပေးလိုက်တော့ပြီးတော့ကျမပြမယ် US ကထွက်တဲ့ US import US ထွက်တာမဟုတ် ordinary အားလုံးက data ပဲ US import ဆိုရင်ဈေးကြီးတယ် Korea import ကဈေးတော်တယ်3စားလောက်กว่าတယ်เนาะအဲ့တော့ဘာမှတော့ကများမနေနဲ့ဈေးပေါ်နေရဲဆိုလို့ရှိရင်ကိုရရင်ပိုတေးကြတယ်အဲ့ဒါကိုရရင်ပိုသုံးချင်ဝယ်ချလိုက်ပြဿနာမရှိဘူးဒါပေမဲ့ဈေးကြီးနဲ့ကိုရရင်ပိုကိုရော US ဈေးပေးပြီးတော့ဂျင်းမမိစေနဲ့အဲ့ဒါတော့တကယ်တတိထားပြီးတော့ဝယ်ဟုတ်ပြီလား